Good morning ပါဦးစားတော့ဆိုင်အောင်သွားနေပါလေစားတော့ဆိုင်မှာ11ဒီမှာစားတော့ဆိုင်17လောရနေရပါတော်ရင်းနေတော့သွားနေပါလေ 2%? Yes, 3%. ဒီကညာအင်းမှာအေးနင်းနာလည်းပြပြပါအေးတွေထင်းနေပါပြီအေးနေอ่ะဘက်ကကော်ဖီနေရယောဂကော်ဖီဒါတီတာရက်လက်ဖက်ရည်ဒီလက်ဖက်ရည်တောင်းတော့လက်ဖက်ရည်ပါတယ်ဒီသွားနေပါတယ်ဒီဟာဝေးပုံစံဒါနို့နဲ့ကလေးတွေချက်ကွန်ဖလိတ်နဲ့နို့နဲ့ဒါကတော့တို့ရဲ့ဒိုနတ်ဟော်မုန်းတိမ်မုံဒီမှာ mini croissants တော့စားမယ်ဒါ cinnamon roll ဒါမှဖြစ်ဖို့ချက်ဒါတော့ဟော်မုန်းတွေကွက်ကိုကင်းဟော်မုန်းကွက်ကိုကင်းမှာဟော်မုန်းငယ်တော့မကြိုက်ပါဘူးဒီမှာဆလတ်တီးရွက်တွေကိုဆလတ်လုပ်ထားမယ် cheese ဒါရရဟောမက်ခရိုနီလည်းရှိဒါတော့အတီးဒီရလေမိုဒီဒီအတီးတော့ကိုမှအချင်းတောင်ရှိသေးတယ်ဒါတော့ခွားမွေးဒါဒင်းချင်းယောဂဘလူးဘယ်ရီယောဂပလင်းယောဂမူစလီယောဂအဲ့ဒါတော့မသိဘူးတုံးချက်ကျုပ်တော့ဒါscrambled egg ကျုံမွေးဟဲ့ဒီမှာဝန်တန်နိုးတယ်နိုးတော့ပြုတ်စားဝန်တန်လို့ပြောရှိโอเคผมมาเลยရှိရတယ်ဘယ်လိုရှိဒီကနေ့အများနဲ့ဒါတော့ဒီမကြိုက်တာခက်ဒီပါပါတော့ဒီပလာတာဒါ vegetable curry ဒါ curry ဒါဆမ်ဘာမာကျုပ်ဘာကပါရောfree ဒါက free tomato ဒါက chicken sausage ငါတို့ chicken မရ potato bake ဒါ stir fry အမုန်နဲ့ patty တောင်ဒါ curry chicken ဒါပါလားfried potato ဒါဆမ်ဘာလေးဒါထမင်းအိုးငါငမီတူဒါ pancakeကလေးတွေတော့ pancake ဟုတ်တယ်မရှိဘူးဒါဟိုဘက်နဲ့အတူတူပဲ chicken potato တွေဒါဖွင့်ထားပြီးတော့ဟိုကအတူတူပဲ chicken ဒီပါပါဟိုဘက်ကဆန်ပြုတ် pumpkin porridge စားကြည့် pumpkin porridge ဒါ plain porridge ဒါဆန်ပြုတ်တယ်ဒါ steam yam cakeยำไม่บอกยำกันဒါတော့ steam ကာယာပန်းဒီမှာကာယာနဲ့ဒါ ribbon ribbon နဲ့ဒီမှာပါချီချောင်းပန်းချီချောင်းပန်းစားမယ်အခုပဲဒါကြတော့မီနီတူနဲ့မြေပဲနဲ့ဒါနာစလုံးမှတ်တယ်ကဲတော့ပါပဲစားလိုက်ပါအောင်မယ်ကဲမနေ့စာကို3ယောက်သာလှည့်ပတ်ယူပြီးကြလားအခုစားတော့မယ်ဒါဟိုက orange juice ဒါpineapple juice ဒါကတော့ဆန်ပြုတ်မရှိတော့ဆန်ပြုတ်ဒါပေါက်စီရယ် pancake ရယ်ချီချောင်းပန်းဆိုတဲ့ဆန်ပြားရယ်ကျုပ် scramble ရယ်ဒါဟိုကကျုပ်ဦးတယ်သူကတော့ဒါပရာတာရယ်ဆန်ပြားချော်ရယ်အဲ့ဒါရှိသေးတယ်ကိုကကားရီဒီခမင်းနေနဲ့မစားကြဘူးစားလိုက်ပါအောင်မယ်။ကြပါဦးဒီထဲမှာကြောက်ကွေးကြော်လည်းပါတယ်။ဒါဘဲဝင်ရဒါကြက်သားမှုန့်
ဒါ reddish ဟုတ်တယ်ကျောက်ကပူကြတယ်လို့လောက်ခိုင်းလိုက်ရအကုန်လုံးအောက်စီရလည်းမျိုးစုံရှိဒီစားလိုက်ပါအောင်အမကြ